Hello မင်္ဂလာပါဒီတစ်ခေါက်မှာတော့ Easy Korea Reading Book ထဲက Today ရမယ့်အခန်းလေးကိုသွားကြည့်ကြမယ်ပေါ့နော်ဒီမှာ Today မယ့်အခန်းကဘာနဲ့ပတ်သက်တာလဲဆိုတော့ရုံးကဆိုတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့စာပိုက်လေးကိုသင်ရမယ်ပေါ့နော်အဲ့တော့အဲ့ဒီစာပိုက်လေးကိုမသင်ခင်တန်တိုင်းသူနဲ့အထက်မှာပါ meaning လေးတစ်ချက်သွားကြည့်မယ်ပေါ့နော်ရုံးကဆိုတာကရုပ်ရှင်ကိုပြောတာနော် movie ကိုပြောတယ်보다 TV 감독ဆိုတာ director 좀비ဆိုတာ zombie ကိုပြောတာနော် zombie ကိုပြောတာလို့ရှိရင်처음으로 ပထမဆုံးအနေနဲ့ 만들다ဆိုတာပြုလုပ်သည် 실사ဆိုတာဒီမှာ action ပေါ့ကွာသိလားတကယ် action ကိုပြောတာတကယ် live action ကွာသိလားတကယ်ဘဝ action အကြောင်းရိုက်ထားအဲ့လိုလား 실사ဆိုတာ action ကိုပြောတာ 전ဆိုတာကမတိုင်ခင်က 항상ဆိုတာအမြဲတမ်း 좋다ဆိုတာကောင်းသည် 새롭다ဆိုတာအသစ်ဖြစ်သည် 기대하다မျှော်လင့်သည် 정말ဆိုတာကတကယ့်ကို 재미있다စိတ်ဝင်စားဖို့ကောင်းသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီဟာလေးကလေဒီ 실사 영화 ဆိုလို့ရှိရင်action ကားတွေဘာတွေပြောချင်တာပါတဲ့အကျဉ်းရဲ့ action အဲ့လိုမျိုးကားတွေကိုပြောချင်တာနော် 실사 ဆိုတော့ကြည့်မယ်ပေါ့ဒီမှာရှုံးပါဒီမှာစမယ်ဆိုလို့ရှိရင်တဲ့ 영화 부산행은 봤어요. 부산행 ဆိုတဲ့ရုပ်ရှင်ကိုကြည့်ခဲ့လား 부산행 ဆိုတာ우리 train to Busan အဲ့ဒီကားကိုကြည့်ခဲ့လား sorry 봤어요. ကြည့်ခဲ့ပါတယ်တဲ့ 이 영화는 အဲ့ဒီ영화가도 영상호 감독의 ဒီ 영상호ဆိုတာနာမည်ကိုပြောတာနော် 감독ဆိုတာ director အဲ့တော့영상호 director ရဲ့ 좀비 영화예요. 좀비 ရုပ်ရှင်ဖြစ်ပါတယ်တဲ့ 이 영화는 အဲ့ဒီရုပ်ရှင်ကတော့ 영상호 감독이 ဒီ 영상호 드라이다가 처음으로 ပထမဆုံးအနေနဲ့ 만들 실사 영화예요. ပထမဆုံးအနေနဲ့ ပြုလုပ်လိုက်တဲ့ 실사 영화예요. 액션 ရုပ်ရှင်ဖြစ်ပါတယ်တဲ့ 이 감독은 디 드라이다가တော့이 영화를 만들기 전에는 디ရုပ်ရှင်ကို 또မပြုလုပ်ခင်ကတော့ 항상 အမြဲတမ်းပဲ 애니메이션을 만들었어요. 애니메이션이고 또လုပ်ခဲ့တယ်ပေါ့နော်. 가령 애니메이션이고 또လုပ်ခဲ့တယ်. 그 애니메이션 영화들이 애니 애니메이션 영화ရုပ်ရှင်တွေက 너무 좋아서 아양고마 가운의 애들자모 이번에 새로운 영화에 대해서 이번에 디드카 새로운 소라 아티피테 영화에 대해서 역시나 빠따비로 에 대해서 에 대해서 소라 님 빠따비 소래 대비 기대를 디면리제되고 많이 했어요. 많이 자게 말해 저는 저가로 원래 인가 뭐너 좀비 영화를 좋아하지 않아요. 디 좀비 역시니고도 무자이바부래. 그런데 알로소베메 이 영화는 디 역시가로 정말 되게 고마 재미있었어요. 새우인사부 관계 바에 ဟုတ်ပြီအဲ့တော့မြန်မာတစ်ခေါက်စာဆုံးလေးပြန်ဖတ်ပြပေးမယ်နော် 영화 부산행은 봤어요. 이 영화는 영상호 감독의 좀비 영화예요. 이 영화는 영상호 감독이 처음으로 만든 실사 영화예요. 이 감독은 이 영화를 만들기 전에는 항상 애니메이션을 만들었어요. 그 애니메이션 영화들이 너무 좋아서 이번에 새로운 영화에 대해서 기대를 많이 했어요. 저는 원래 좀비 영화를 좋아하지 않아요. 그런데 이 영화는 정말 재미있었어요. 끝났습니다. 그럼 네, 수고하셨어요.